ဝိုင်းမအောင်လေအောင်မလီမင်းဒီမှာဝင်းသာသွားမယ်ငါလုံးမှာဟုတ်ပြီအဲ့ဒါကိုလေးကိုချစ်တယ်ဟာတွေ့တော့မလားသူကြီးကအစီမပြေပါဘူးရှက်တယ်ညာဒီမှာတော့ဟိုသူကြီးကလည်းအစီမပြေလောင်းတဲ့သူကြီးပြောတာဟာမင်းတိတ်ဆုံးနေပြီနော်ဒါကုမ္ပဏီရဲ့ရှယ်ယာဝင်တတိတော့မသိဘူးကျောင်းဒီကဒီကုမ္ပဏီပဲရှာပန်းသေးချဲဆိုတာပဲသိတယ်ပန်းသွေးမှာတကယ်ကိုချစ်သူမရှိဘူးဒီနှာခေါင်းရောကတော်တော်ကြီးနေနှာခေါင်းရောကတော်တော်ကြောက်ဖို့ကိုယ်ကိုယ်ဆက်ပြီးသိကြရတယ်ရှိတယ်ဘုံကဘလုံးကခေါ်လို့ရပါလားဆောပဲပေါ့နော်ဒါတော့ဘူးဆောင်ဒါကြကြလားအဲ့လိုလည်းမရှိနိုင်ရှာပဲရှိတယ်။那谁来？ ကောင်းပြီအဲ့ဒီအချိန်မှာပဲကိုပန်းလေးနဲ့ထပ်ဖို့အတွက်ကိုကြောက်ပွဲလေးမှာထိုင်ဆောင်တယ်